minasan Diniria Lailuna Achea Tonai Joy or Tonai Quajoy, Lina Fido, Lina Tobo Sam Nisangam Libelurona. Dinia Lia, Lina Lau Jageva, Ada Lena Jao, Ganile, or Kamakumari Pitaki Bono, or a sound of your message, no? Ramano, the Danganglio, Danganglio, some mess of your a homale post manage in a Haribono. Pitchino, I baga, the baga, tua, the baga soy, the line malumene, tuba to soy, a calmono, dame, to a line remi solution, caloca, mayao, a pire caloglia, maya, rejamulo, solo maya fitaribono, trole. O Kake Pitavare, Edrele, Gay Piana Pite Rechamlo, Asaro, Di Gainly away, Saray so abo you had the Chagani, them down how, Arajamlo, Di Gay over so mess of your Selepi in your level 11 out he, Yabi Suro, level 12 Sasomebo, Dame, to a line no Cloca Mayaro, Limon Mene Yansoro Cloca Yaro, no? အားကြောင့်ဂိမ်းကိုပြောင်းလဲရတာဖြစ်တဲ့အတွက်ကြောင့်မလို့ခက်ခဲလေးတွေတော်တော်များများကြုံခဲ့ပါတယ်ဂိမ်းပြောင်းလဲရတဲ့အတွက်ကြောင့်မလို့ဘယ်လိုဂိမ်းတွေရွေးရမလဲဆိုတော့ story game တွေကကြတော့ gigabyte အများများတဲ့အတွက်ကြောင့်မလို့တစ်ထိုင်ထဲမှာစောင့်မယ်ဆိုလို့ရှိရင်အခုလို၄နာရီမပြောနဲ့နေ့တော့ညမိုးချုပ်တီတောင်ကြာသွားနိုင်တယ်ပေါ့နော်အားကြောင့် gigabyte မများတဲ့ဂိမ်းလေးကိုပဲရွေးပြီးတော့ဆော်ထားပါတယ်အားကြောင့်မို့ဂိမ်းလေးကိုရွေးပြီးဆော်ထားရဖြစ်တဲ့အတွက်ကြောင့်မို့ပထမဂိမ်းကကြတော့ဒိုင်းငယ်အစင်မပြေတော့တဲ့လောအစင်မပြေတော့တဲ့အတွက်ဟော်ရာဂိမ်းဖြစ်တဲ့ Granny ကိုပြောင်းခဲ့ပါတယ် Granny ဟော်ရာဂိမ်းကိုပြောင်းခဲ့ပြီးတဲ့နောက်မှာတော့Granny လေးဆော့ပြခဲ့ပါတယ်ဒါပေမဲ့ရှောင်းပါတယ်ဂိမ်းကနှုတ်ပါတယ်ပြောတဲ့အတိုင်းအဲ့တော့ဒုတိယဂိမ်းပြောင်းတဲ့ဂိမ်းကတော့ဆိုင်ငယ်မောင်းတဲ့ဂိမ်းလေးပါတော်တော်လေးအဆင်ပြေခဲ့ပါတယ် level 1 2 3ဒီအဆင်ပြေခဲ့ပါတယ် level 4မှာတက်နေတဲ့အတွက်ကြောင့် level 4မှာစော့နေတဲ့လက်နဲ့ဘယ်လိုပြောမလဲလက်တွေလည်းညောင်းနေတော့မစော့နိုင်တော့လို့အဲ့ဂိမ်းကိုလည်းထပ်ပြောင်းလိုက်ရပါတယ် level 40ရောရောက်ပါတယ်ပေါ့နော်အဲ့တော့ဆိုင်ငယ်မောင်းတဲ့ဂိမ်းလေးက record ကတော့ level 1 2 3ကိုrecord မလုပ်ထားမိဘူးပေါ့နော် level 4လေးကိုပဲ record လုပ်မိထားတယ်3ကလုပ်ထားတာတော့မသိတစ်ချက်ပြန်ကြည့်အောင်ပဲပေါ့နော်အဲ့ဒါလေးရဲ့နောက်တစ်ဂိမ်းကတော့ဘာလဲGranny ရဲ့အဲ့ဆိုင်ငယ်ဂိမ်းလေးရဲ့ဆိုင်ငယ်ဂိမ်းလေးရဲ့နောက်ဆုံးဂိမ်းကကြတော့ဒီလိုပဲဂိမ်းကြီးရှောက်ရှာရတဲ့အခက်အခဲလေးဖြစ်ခဲ့ပါတယ်အဲ့လိုဒေါင်းတာဘယ်တော့ပဲမကြောက်ဘူးပဲပြောစောင့်ရတဲ့အတွက်ကြောင့်မလို့လဲမိနာဆန်အားလုံးတို့တောင်းပန်ပါတယ်คอมเมนต์ဆိုင်မိနာဆန်ဟောတော်ဒီคอมเมนต์ဆိုင်အဲ့ဒါကြောင့်မလို့ပြောချင်တာပေါ့နော်နောက်ဆုံးဂိမ်းလေးကတော့မာတီဘယ်ဂိမ်းလေးပါတော့ကျွန်တော်တင်ချာနဲ့ပတ်သက်လို့စိတ်ဝင်စားဝယ်ကောင်းတဲ့အတွက်ချက်တဲ့ဂိမ်းလေးပါအဲ့ဂိမ်းလေးဆော့ပြခဲ့ပါတယ်အဲ့ဒါပြောချင်တာနောက်နေမှာဒီအခုကလိုက်ကအခုကလည်းဆို9ချိန်ရှိပါပြီပထမ4ချိန်အားကြတော့ singing only ပါfan လေးဆိုတစ်ချက်တိပါတယ်ပေါ့နော်အဲဒါဆိုပထမဆုံး4ချိန်ကဒီတချင်းမကိုပဲရွေးပြီးတော့တချင်းဆိုပြီးတော့လိုက်လွှင့်ခဲ့ရပါပေါ့နော်ဒီ game line မဟုတ်ပါဘူးတချင်းဆိုပြီးတော့လိုက်လွှင့်ခဲ့ singing line ဖြစ်ပါတယ်ပထမဆုံးဒီ4ခုကပေါ့နော်အဲ့တော့တချင်းတွေဆိုခဲ့လဲဆိုတော့ anime sound တွေရှိတယ် Japanese sound တွေရှိတယ်နောက်က VTuber cover sound တွေရှိတယ် Hololight တွေကမြန်မာ sound တွေရှိရပေါ့နော်အဲ့ sound တွေရဲ့နောက်ကမြန်မာတချင်းတွေလည်းဆိုခဲ့တယ်နော်တန်ရောစင်တို့ remote တချင်းတွေတို့idol remote ရဲ့တချင်းတွေတို့တန်ရောစင်တို့တခြားမြန်မာတချင်းတွေလည်းဆိုခဲ့ပါတယ်အများကြီးဆိုခဲ့ပါတယ်အဲ့တော့ singing ပိုင်းကိုအဓိကထားပြီးတော့ရှေ့က4ရက်မှာ4ရက်တော့မဟုတ်ရှေ့က4ပိုင်းမှာပေါ့နော် streaming 4ပိုင်းမှာတချင်းကိုအဓိကထားပြီးတော့ live လွှင့်ခဲ့ပါတယ် live stream လုပ်ခဲ့ပါတယ်အဲ့တော့ဒီ game live ဒီ game ဆော့တာဒီလေအတွက်ကမကျွမ်းကျင်တဲ့အရာဖြစ်ပြီးတော့
လှုပ်ထားတဲ့အရာလေးကလည်းခုလိုအလွယ်လွယ်ချောချောဖြစ်ခဲ့ရတယ်ပေါ့နော်အဲ့တော့နောက်ကြလို့ရှိရင်အာဂိမ်းတွေကိုကြိုပြီးတော့အများကြီးတောင်းထားပါမယ်ဆိုလိုချင်တာဂိမ်းတွေကိုကြိုပြီးတော့အများကြီးတောင်းထားရဖြစ်တဲ့အတွက်တခုအဆင်မပြေတခုပြောင်းဆော့လို့ရတာပေါ့နော်အားကြောင့်မလို့ကြည့်ရှုသူတွေ viewer တွေအဆင်ပြေအောင်စီစဉ်ပေးပါမယ်နောက်တဲ့ live stream တွေမှာ game live တွေလာခဲ့ပြီးရှိတော့အခု3နိုင်4နိုင်ကြာသွားတဲ့ဆိုပေမဲ့တော်တော်များများလေးဆော့ခဲ့ရတယ်ပေါ့နော်နည်းနည်းလေးလည်းဆောက်ခဲ့ရတယ်ပေါ့အဲ့လိုခက်ခဲလေးတွေလည်းရှိခဲ့တယ်ပေါ့အဲ့လိုမျိုးတွေထပ်ဆောက်လို့ရှိရင်အများကြီးပို့ပြီးတော့အဆင်ပြေလာမယ်လို့ကြည့်ပေးပါတယ်အားမလေးခံပါတယ်အဲ့အတွက်အဆင်လည်းပြေလာမယ်လို့မျှော်လင့်ပါတယ်ကြည့်တွေလည်း viewer တွေလည်းအဆင်ပြေလာနိုင်မယ်လို့မျှော်လင့်ပါတယ်အားကြောင့်မလို့ဘက်ကနေလည်းအကောင်းဆုံးကြိုးစားထားပါတယ်အနေနဲ့ကတော့ဒီ game ပဲဖြစ်ဖြစ် VTuber ပဲဖြစ်ဖြစ် singer ပဲဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ် entertainment တစ်ခုအနေနဲ့ပဲလုပ်တာဖြစ်တဲ့အတွက်ကြောင့်ဝါသနာတစ်ခုအနေနဲ့ဝါသနာကလည်း entertainment တစ်ခုအနေနဲ့ပဲဖြစ်တဲ့အတွက်ကြောင့်မလို့တခြားဘာမှတော့ရွေးချက်မရှိပါဘူးအောင်မြင်ဖြစ်စေမအောင်မြင်ဖြစ်စေ IQ မဆိုင်ဘူးပေါ့နော်entertainment လုပ်နေရတဲ့အနေနဲ့ချင်နေပါတယ်အခုလည်းရောအပေးကြတဲ့လူတွေအများကြီးရှိပါတယ်ကျေးဇူးတင်ပါတယ်ဒီလောက်နဲ့တော်တော်လေးကိုကျေးဇူးတင်နေပါပြီအားကြောင့်မို့နောက်ဒီ game နဲ့ပတ်သက်ပြီးတော့လည်းပို့ပြီးတော့ဂရုစိုက်ပြီးတော့စီစဉ်ထားပါမယ်လို့ပြောချင်ပါတယ်အားလုံးပဲဒီထိအားပေးကြတဲ့ဒီနေ့ကဆိုရင်လည်း stream 9ရက်မြောက်နေပေါ့နော်အားလုံးပဲအားပေးကြတဲ့2 3ယောက်ချီနေတိုင်အောင်ဒီစကားနည်းနည်းတက်ပါတို့တယောက်ချီနေတော့ကျေးဇူးတင်ပါတယ်အဲ့တော့နောက်ဆက်အောင်皆さんဒီမှာတချို့နိုင်ငံခြား fan တွေလည်းရှိတော့ဒီအားရတဲ့ဂျပန်စာဘက်ကိုတင်တော့မှာဆိုတော့လေဒီ Japanese ကိုတင်တော့မှာဂျပန်ဘာသာစကားကိုတင်တော့မှာဆိုတော့ဂျပန်လိုပဲတခါကျညံ့ပြောတာများတယ်အဲ့ဒါကြောင့်မို့နားလည်ပေးကြပါမြန်မာလူတွေလည်းအဲ့ဒါတစ်ချက်တော့ဆက်မယ်နော်အားလုံး皆さん気をつけてくださいねအားလုံးがယူဆိုင်ကြပါ最後までありがとうございました本当にありがとうございましたじゃあဆိုရင်またねနောက်မှတွေ့ကြမယ်နော်နောက်များကြမှာဆုံးကြပါမယ်နောက်လိုက်ဒီတိုင်းဆုံးကြပါမယ်ပြောပါတယ် live stream နဲ့အားလုံးဒီမြန်မာဖြစ်တဲ့အတွက်ကြောင့်မလို့ကြည့်ရှုသူတွေကမြန်မာဆိုလို့ရှိရင် VPN ခံပြီးမှကြည့်လို့ရပါမယ် VPN မခံကြည့်လို့မရပါဘူးရှင်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်最後までありがとうございましたまたね皆さん気をつけてくださいね OK じゃあバイバイ